နှစ်ပေါင်းတောင်းချီအိတ်ဆက်ခဲ့သည်နိုးလာတဲ့အခါမှာတော့တူးတဲသောရင်းနှစ်သေးချာသူငယ်ချင်းဟာကြောင်မျိုးနွယ်စုရဲ့တက်ဖြတ်ခြင်းကိုခံလိုက်ရပြီးတစ်ဖက်လူကသူတို့မှာမဟာကြောင်၅ပါးရှိတယ်ဆိုပြီးငါ့ကိုအပြက်ရှင်းပစ်ချင်နေတာလားအားလုံးအတူတူလက်တွဲပြီးသူ့ကိုအပြက်ရှင်းကြဆိုငါရှေ့ကနေလူစုခွဲလိုက်စမ်းဒါဘလို့လုံးဖြစ်နိုင်မှာလဲသူကဘလို့မျိုးမိစ္ဆာကောင်လဲမင်းတို့တွေစိတ်အေးလက်အေးနဲ့လန်ခီးဆက်နိုင်ပါပြီထိုက်ရွှေရုပ်ပွားပွားဖြက်စီးခြင်းလက်ညိုဖျားရည်အဲ့ဒါမဟာကြောင်လေးဒီလိုမျိုးပဲအသက်ခံလိုက်ရတာလားဖွန်းဒါငါရဲ့သခင်ပဲတကယ်ကိုအနိုင်မဲ့တဲ့သခင်ပါပဲဒီလိုအနိုင်မဲ့တဲ့သခင်ပေးမှနေရရင်ငါရာဟွမ်ရဲ့အနာဂတ်ကလည်းအတိုင်းဆက်မရှိတောက်ပလာမှာအသေးချာပဲတက်တာဟွမ်သွားတော့တယောက်မှမလွတ်စေနဲ့အားလုံးကိုရှင်းပြကောင်းပါပြီဆိုင်ရှင်ရေနွေးချမ်းတအိုးပေးပါမင်းရဲ့အခြေအနေနဲ့လီမျိုးနွယ်စုရဲ့အခြေအနေကိုငါ့ကိုပြောပြပါဦးစမနာမီလီချင်းဟန်ပါလွန်ခဲ့တဲ့နှစ်1000ကရှိုးဝက်ဆန်းကျယ်ပြီးအမီမသိတဲ့ကြောက်မက်ဖွယ်ကျန်းကျင်ပညာရှင်တစုဟာဒီမျိုးနွယ်စုတွေကိုရုတ်တရက်ဝင်ရောက်တက်ဖြတ်ခဲ့ကြတယ်ဘိုးဘေးတောင်မှသူတို့ကိုမရှင်နိုင်ခဲ့ဘူးသူတို့တွေပစ္စည်းတစ်ခုကိုလူယူသွားပြီးရဲ့နောက်ကြောင်မျိုးနွယ်စုကအခွင့်ကောင်းယူပြီးလီမျိုးနွယ်စုကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဘိုးဘေးကသူ့ရဲ့တက်ဆောင်စွမ်းအားကိုမြင့်တင်ပြီးအတေလဲတိုက်ခိုက်ရင်းကြာဆုံးသွားခဲ့ရတယ်ကျမကလီမီသားစုရဲ့နောက်ဆုံးကြံရစ်တဲ့သွေးမျိုးဆက်ပါကျမဖေကျမမေကျမရဲ့ဦးလေးတွေပကြီးတွေအားလုံးတေကုန်ကြပြီမငိုပါနဲ့အရာအားလုံးပြီးဆုံးသွားပါပြီနောက်ဆုံးငါရှိတယ်မင်းဘယ်တော့မှနာကျင်ခံစားရမှာမဟုတ်တော့ဘူးလီရှင်းဟဲမင်းရဲ့ကံကြမ္မာအတွက်ငါကူညီပေးမယ်အဲ့ဒီရှိုးဝက်ဆန်းကျဲလူအုပ်စုတွေကတယောက်မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးတခင်ကြောင်မျိုးနွယ်စုရဲ့အတွင်းအပြင်အားလုံးကိုငါရှင်းလင်းပစ်လိုက်ပြီအင်းမင်းကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကိုရှောက်လန်းခြင်းသလားရှောက်လန်းခြင်းပါတယ်ကောင်းပြီဒီနေ့ကစားပြီးငါမင်းကိုကာကွယ်ပေးပြီးကျင့်ကြံခြင်းမှာကူညီပေးမယ်ငါကအနိုင်မဲ့ဖြစ်ပေမဲ့လူတွေကိုဘလို့လမ်းညွှန်ပြသရမလဲဆိုတာမသိဘူးလူချင်းဟန်ကိုလောကမှာအကောင်းဆုံးကျင့်ကြံခြင်းဂုံကြီးစီကိုပို့ပေးရမယ်လောကမှာဘယ်ကုန်းကတပိတ်တွေကိုတင် जा ပြတရားမှာအကောင်းဆုံးလဲတောက်ရီတန်ရှင်းသောမြေပါလောကကအတိအမှတ်ပြုထားတဲ့အကောင်းဆုံးကျင့်ကြံခြင်းဂုံကြီးဖြစ်ပြီးမဟာရကရောအမြောက်အများထွက်ပေါ်ခဲ့တဲ့နေရာပါကောင်းပြီဒါဆိုတောက်ရီတန်ရှင်းသောမြေကိုတွားကြစို့အဆောင်နှစ်ယောက်ကိုတရင်ပို့ပေးဖို့အကူအညီတောင်းပါရစေချူဦးကြီးကတောက်ရီဂုံချုပ်ကြီးကိုလာရောက်တွေ့ဆုံတာပါဟဲ့ဂုံချုပ်ကြီးကိုတွေ့ဆုံမလို့လားဟာမင်းမူးနေတာတော့မဟုတ်ပါဘူးနော်ဘယ်ကရောက်လာတဲ့အမွေးမပြောင်သေးတဲ့ကောင်လဲဘာသာဟလိုက်တာနဲ့ငါတို့ဂုံချုပ်ကြီးကိုတွေ့ကျင်နေတဲ့ငါတို့ဂုံချုပ်ကြီးကမင်းတွေ့ကျင်တိုင်းတွေ့လို့ရတဲ့လူထင်နေလားမျိုးဆက်တစ်လူငယ်မင်းဘယ်ကလာတာလဲပြီးတော့ငါတို့ဂုံချုပ်ကြီးကိုဘာလို့တွေ့ကျင်ရတာလဲငါဘယ်ကလာတယ်လဲဆိုတာမအရေးကြီးပါဘူးမင်းတို့ရဲ့ဂုံချုပ်ကြီးစီကိုတပိတ်တယောက်လာပို့တာပါယူမိုက်လိုက်တဲ့လူငယ်ဘာသာဟလိုက်တာနဲ့ဂုံချုပ်ကြီးစီတပိတ်လာပို့ရဲတဲ့မင်းကိုမင်းဘာကောင်ထင်နေလဲမင်းလာပို့တဲ့လူကကောဘာကောင်မလို့လဲအမြန်ဆုံးထွက်သွားစမ်းဒီနေရာမှာလာပြီးပြဿနာမရှာနဲ့ဒီနေရာကမင်းသဘောရှိလာပြီးပြဿနာရှာလို့ရတဲ့နေရာမဟုတ်ဘူးငါပြဿနာလာရှာတာမဟုတ်ဘူးပြီးတော့ငါကမျိုးဆက်တစ်လူငယ်မဟုတ်ဘူးငါကိုလူငယ်လို့နောက်တစ်ခါထပ်မခေါ်ပါနဲ့အမြန်ထွက်သွားစမ်းအကောင်းပြောမသွားဘဲနဲ့အစိုးထဲမှာသွားကျင်တာလားကိုဒုက္ခကိုရှာနေတာပဲဘာလဲဒါဘလို့လုံးဖြစ်နိုင်မှာလဲ